တင်းဖုန်းနံပါတ်ရဲ့နောက်ဆုံးကဏ္ဍတစ်လုံးက3ဖြစ်နေတယ်ဆိုရင်တင်ကအရန်စိတ်ဆက်တက်မဲ့လူအမြင်မှာကြမ်းနေလိမ့်မယ်3ကကြမ်းကြမ်းတန်းတန်းလုပ်ရတဲ့အလုပ်တွေဆိုရင်အရန်ကောင်းပါတယ်3ကိုစစ်သားတွေရဲတွေသုံးရင်အရန်ကောင်းပါတယ်သူတို့တွေကအတီးပေါက်နဲ့စကားပြောရတဲ့လူတွေဆိုတော့ပြီးတော့ရောင်းဝယ်ရေးမှာတွားပါတဲ့ပစ္စည်းမျိုးရောင်းတာအရန်ကောင်းပါတယ်ဥပမာဓာတ်လိုဟာမျိုးတွေလွှတ်လိုဟာမျိုးတွေရောင်းရင်အရန်ကောင်းပါတယ်တန်ထည်ပစ္စည်းရောင်းရင်အရန်ကောင်းပါတယ်ဒီလိုလုပ်ငန်းတွေသက်သုံးကနန်းကကြီးဝါတိုးတက်စေပါတယ်ဒါပေမဲ့အကျန်းခံပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်းရဲ့စက်ကျင်ဘက်လုပ်ငန်းတွေဥပမာဆရာမလိုဟာမျိုးတွေအွန်လိုင်းမှာဆေးရောင်းသမားတွေအဲ့ဒီလူမျိုးတွေဆိုရင်တုံးရင်လုပ်ငန်းမှာအတိုက်ခိုက်တွေပြဿနာတွေဆုံးမှုတွေမကြာခဏကြုံရပါလိမ့်မယ်ဘာလို့လဲဆိုတော့သုံးကနန်းကကြမ်းတမ်းတဲ့စွမ်းအင်ရှိနေလို့ပါပဲနူးညံ့တဲ့အလုပ်တွေနဲ့ဆိုရင်သုံးကနန်းကလုံးဝမကိုက်ပါဘူးတေဖုန်းနံပါတ်ရဲ့နောက်ဆုံးကနန်းတစ်လုံးက4ကနန်းဖြစ်နေတယ်ဆိုရင်ကနန်း4ကစကားပြောကောင်းဖို့အဓိကကြပါတယ်ကနန်း4ပါတဲ့သူတွေကစကားပြောအရန်ကောင်းကြပါတယ်လုပ်ငန်းအတွက်ဆိုရင်ဆိုင်ပိုင်ရှင်တွေအယောင်သမားတွေစာရွက်စာတမ်းနဲ့လုပ်ရတဲ့အလုပ်တွေတွားဆရာဝန်တွေဆိုရင်တုံးတာအရန်ကောင်းပါတယ်လေးကိုအသုံးပြုထားမယ်ဆိုရင်လုပ်ငန်းတိုးတက်စေပါတယ်ကနန်းလေးရဲ့အရေးသွေးကဆက်သွယ်ရေးစကားအပြောဆိုနဲ့ညှိနှိုင်းဆောင်ရွက်ရေးတို့ကိုကိုစားပြုပါတယ်ဒါကြောင့်ကိုကစကားကိုအဓိကအရင်းနှီးဖြစ်လုပ်ရတဲ့လုပ်ငန်းတွေဆိုရင်လေးနံပါတ်ကိုအသုံးပြုပါအရန်ကိုအကျိုးရှိပါတယ်ဥပမာကျောင်းဆရာမဟောပြောသူတင်ကြားတဲ့သူတွေက4နံပါတ်ကိုအသုံးပြုကောင်းပါတယ်တင်းဖုန်းနံပါတ်ရဲ့နောက်ဆုံးကနန်းတစ်လုံးက9ဖြစ်နေတယ်ဆိုရင်ပါအလုပ်တွေလုပ်ရင်အောင်မြင်နိုင်ပါလဲကနန်း9ကပညာရေးပြီးတော့ဤပညာလိုရှုပ်ထွေးတဲ့အလုပ်မျိုးတွေပြီးတော့အမှုပညာအလုပ်တွေက9ကနန်းကိုအသုံးပြုထားမယ်ဆိုရင်အရင်ကိုကောင်းပါတယ်ကနန်း9ရဲ့အရေးသွေးကပညာဉာဏ်တရားမျှတမှုတည်ငြိမ်ရည်ကျက်မှုတို့ကိုကိုစားပြုတဲ့ဖြစ်သောကြောင့်ပညာရေးနယ်ပယ်မှာလုပ်နေတဲ့လူတွေဥပဒေနယ်ပယ်ကလူတွေသုံးရင်အရန်ကိုက်ညီမှုရှိပါတယ်ကျောင်းသူကျောင်းသားများလည်းအသုံးပြုလို့အရန်ကောင်းပါတယ်ပြီးတော့အကအဝယ်ပေးရတဲ့လုပ်ငန်းတွေစုံပြချက်ချပေးရတဲ့လုပ်ငန်းတွေနဲ့လိုက်ဖက်ပါတယ်အခုကြည့်နေတဲ့သူတွေစီမှာတာသမီတွေရှိလားမသိဘူးခင်ဗျတာသမီတွေကကြောက်မှစာမလိုက်နိုင်ဘူးစာမရဘူးဆိုရင်သူတို့စော့နေတဲ့ဖုန်းမှာဖုန်းနံပါတ်ရဲ့နောက်ဆုံးတစ်လုံးကို9ကနန်းပြောင်းပေးလိုက်ပါပညာရေးအပိုင်းမှာတိတိတတ်တာတိုးတက်လာပါလိမ့်မယ်လေ့လာတင်ကြားမှုအပိုင်းမှာလည်းအားကောင်းလာပါလိမ့်မယ်တင်းဖုန်းနံပါတ်ရဲ့နောက်ဆုံးကဏ္ဍတစ်လုံးက6ဖြစ်နေမယ်ဆိုရင်ဘယ်လုပ်ငန်းတွေနဲ့တည်တော်ကိုက်ညီမှုရှိနေမှလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ်။ကဏ္ဍ6နံပါတ်ကပျော်ရွှင်ခြင်းကိုကိုစားပြုပါတယ်။လုပ်ငန်းတွေကတော့ဘဏ်လုပ်ငန်းတွေအလှပလုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေပြီးတော့ဖျော်ဖြေရေးလုပ်ငန်းတွေမင်းသားမင်းသမီးအဆိုတော်စားတောက်ဆိုင်လုပ်ငန်းတွေအဝတ်အထည်ရောင်းတဲ့လုပ်ငန်းတွေအလှကုန်ရောင်းတဲ့လုပ်ငန်းတွေလူကိုပျော်ဖို့ကောင်းတဲ့လုပ်ငန်းတွေလုပ်ရင်ရင်6ကနန်းကအရန်ကောက်ပါတယ်အရန်တည်တော်ပါတယ်ဘယ်လိုပြောရမလဲဆိုတော့လူတစ်ဖက်သားကိုပျော်ရွှင်သွားအောင်လုပ်ရတဲ့လုပ်ငန်းတွေဆိုရင်6ကနန်းထားရင်အရန်ကောင်းပါတယ်6ကနန်းရဲ့ကိုရီကိုသွေးကချစ်ချင်းအလှပငွေကြီးအဲ့ဒါတွေပဲဖြစ်ပါတယ်6ကနန်းကလောကရဲ့တာယာမှုတွေကိုလွှမ်းမိုးထားနိုင်ပါတယ်ဥပမာအချစ်ပတ်စံအလှပလူမှုဆက်ဆံရေးတို့လိုဟာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ကိုကရုပ်မချောဘူးမပြင်တတ်ဘူးမစင်တတ်ဘူးဆိုရင်ဖုန်းနံပါတ်ရဲ့နောက်ဆုံးတစ်လုံးကို6နံပါတ်ပြောင်းပြီးတော့ထားကြည့်ပါပြင်သက်စင်တက်လာပါလိမ့်မယ်ဒါပေမဲ့တစ်ခုတော့ရှိပါတယ်ဖုန်းနံပါတ်တစ်ခုမှာ66ပူးသွားလို့မရပါဘူး66ပူးသွားရင်မွေမမြဲတာမျိုးဖြစ်တတ်ပါတယ်ကိုပေါ့နေပေါ့စားလိုမျိုးဖြစ်တတ်ပါတယ်ပြီးတော့အရာဘယ်အရာကိုမှအလေးမထားတဲ့သူတယောက်ဖြစ်လာတတ်ပါတယ်ပေါ့နေပေါ့စားဘယ်အရာကိုမှအလေးမထားအဲ့ဒီလိုလူမျိုးဖြစ်သွားတတ်ပါတယ်